ကျွန်တော်တို့အသုံးပြုနေတဲ့ ChatGPT နဲ့ Gemini လို့ AI tools တွေကိုအသုံးပြုတဲ့အခါမှာ data တွေမကပဲရေလဲအသုံးပြုရတယ်ဆိုတာသင်သိပါသလား AI application တွေဟာကြီးမားတဲ့ data center infrastructure တွေကိုဖျက်ဆီးပြီးလဲပတ်ရပါတယ်ဒါကြောင့်ဒီ data center တွေမှာ server ထောင်ပေါင်းများစွာတစ်ချိန်လုံးအလုံးလုံးနေပြီးတော့ energy အများကြီးသုံးစွဲလာတာကြောင့်အပူတွေထွက်လာပါတယ်ဒီအပူတွေကို overheat မဖြစ်စေဖို့အတွက် server တွေကိုအေးခံထားရပြီးတော့အဲ့ဒီ process အတွက် water based cooling system ကိုအသုံးပြုရပါတယ်University of California ရဲ့သူတည်တနာအရစကလုံး100ပါတဲ့ AI response တစ်ခု generate လုပ်ဖို့အတွက်ရေ1လီတာလိုအပ်ပါတယ်ပြီးတော့ data center ကြီးတစ်ခုကတစ်နေ့ကိုရေငါးလန်း9တန်းလောက်သုံးစွဲရပါတယ်ဒါကလူဦးရေ1000ကနေ9သိန်းလောက်ရှိတဲ့မြို့တစ်မြို့ရဲ့နေ့စဉ်ရေလိုအပ်ချက်နဲ့အတူတူပါပဲအခုစဉ်းစားစရာက AI အသုံးပြုမှုတိုးလာတာနဲ့အမျှ data center တွေကလည်းတိုးလာပြီးရေသုံးစွဲမှုတွေလည်းတိုးလာနေပါတယ်ကျွန်တော်တို့အသုံးပြုနေတဲ့ ChatGPT နဲ့ Gemini လို့ AI tools တွေကိုအသုံးပြုတဲ့အခါမှာ data တွေမကပဲရေလဲအသုံးပြုရတယ်ဆိုတာသင်သိပါသလား AI application တွေဟာကြီးမားတဲ့ data center infrastructure တွေကိုဖျက်ဆီးပြီးလဲပတ်ရပါတယ်ဒါကြောင့်ဒီ data center တွေမှာ server ထောင်ပေါင်းများစွာတစ်ချိန်လုံးအလုံးလုံးနေပြီးတော့ energy အများကြီးသုံးစွဲလာတာကြောင့်အပူတွေထွက်လာပါတယ်ဒီအပူတွေကို overheat မဖြစ်စေဖို့အတွက် server တွေကိုအေးခံထားရပြီးတော့အဲ့ဒီ process အတွက် water based cooling system ကိုအသုံးပြုရပါတယ် University of California ရဲ့သူတည်တနာအရစကလုံး100ပါတဲ့ AI response တစ်ခု generate လုပ်ဖို့အတွက်ရေ1လီတာလိုအပ်ပါတယ်ပြီးတော့ data center ကြီးတစ်ခုကတစ်နေ့ကိုရေငါးလန်း9တန်းလောက်သုံးစွဲရပါတယ်ဒါကလူဦးရေ1000ကနေ9သိန်းလောက်ရှိတဲ့မြို့တစ်မြို့ရဲ့နေ့စဉ်ရေလိုအပ်ချက်နဲ့အတူတူပါပဲအခုစဉ်းစားစရာက AI အသုံးပြုမှုတိုးလာတာနဲ့အမျှ data center တွေကလည်းတိုးလာပြီးရေသုံးစွဲမှုတွေလည်းတိုးလာနေပါတယ်ကျွန်တော်တို့အသုံးပြုနေတဲ့ ChatGPT နဲ့ Gemini လို့ AI tools တွေကိုအသုံးပြုတဲ့အခါမှာ data တွေမကပဲရေလဲအသုံးပြုရတယ်ဆိုတာသင်သိပါသလား AI application တွေဟာကြီးမားတဲ့ data center infrastructure တွေကိုဖျက်ဆီးပြီးလဲပတ်ရပါတယ်ဒါကြောင့်ဒီ data center တွေမှာ server ထောင်ပေါင်းများစွာတစ်ချိန်လုံးအလုံးလုံးနေပြီးတော့ energy အများကြီးသုံးစွဲလာတာကြောင့်အပူတွေထွက်လာပါတယ်ဒီအပူတွေကို overheat မဖြစ်စေဖို့အတွက် server တွေကိုအေးခံထားရပြီးတော့အဲ့ဒီ process အတွက် water based cooling system ကိုအသုံးပြုရပါတယ် University of California ရဲ့သူတည်တနာအရစကလုံး100ပါတဲ့ AI response တစ်ခု generate လုပ်ဖို့အတွက်ရေ1လီတာလိုအပ်ပါတယ်ပြီးတော့ data center ကြီးတစ်ခုကတစ်နေ့ကိုရေငါးလန်း9တန်းလောက်သုံးစွဲရပါတယ်ဒါကလူဦးရေ1000ကနေ9သိန်းလောက်ရှိတဲ့မြို့တစ်မြို့ရဲ့နေ့စဉ်ရေလိုအပ်ချက်နဲ့အတူတူပါပဲအခုစဉ်းစားစရာက AI အသုံးပြုမှုတိုးလာတာနဲ့အမျှ data center တွေကလည်းတိုးလာပြီးရေသုံးစွဲမှုတွေလည်းတိုးလာနေပါတယ်ကျွန်တော်တို့အသုံးပြုနေတဲ့ ChatGPT နဲ့ Gemini လို့ AI tools တွေကိုအသုံးပြုတဲ့အခါမှာ data တွေမကပဲရေလဲအသုံးပြုရတယ်ဆိုတာသင်သိပါသလား AI application တွေဟာကြီးမားတဲ့ data center infrastructure တွေကိုဖျက်ဆီးပြီးလဲပတ်ရပါတယ်ဒါကြောင့်ဒီ data center တွေမှာ server ထောင်ပေါင်းများစွာတစ်ချိန်လုံးအလုံးလုံးနေပြီးတော့ energy အများကြီးသုံးစွဲလာတာကြောင့်အပူတွေထွက်လာပါတယ်ဒီအပူတွေကို overheat မဖြစ်စေဖို့အတွက် server တွေကိုအေးခံထားရပြီးတော့အဲ့ဒီ process အတွက် water based cooling system ကိုအသုံးပြုရပါတယ် University of California ရဲ့သူတည်တနာအရစကလုံး100ပါတဲ့ AI response တစ်ခု generate လုပ်ဖို့အတွက်ရေ1လီတာလိုအပ်ပါတယ်ပြီးတော့ data center ကြီးတစ်ခုကတစ်နေ့ကိုရေငါးလန်း9တန်းလောက်သုံးစွဲရပါတယ်ဒါကလူဦးရေ1000ကနေ9သိန်းလောက်ရှိတဲ့မြို့တစ်မြို့ရဲ့နေ့စဉ်ရေလိုအပ်ချက်နဲ့အတူတူပါပဲအခုစဉ်းစားစရာက AI အသုံးပြုမှုတိုးလာတာနဲ့အမျှ data center တွေကလည်းတိုးလာပြီးရေသုံးစွဲမှုတွေလည်းတိုးလာနေပါတယ်